မင်္ဂလာပါကျွန်တော်ဒီတစ်ခေါက်ကျွန်တော် share လုပ်ပေးခြင်းနဲ့ကျွန်တော်လေးကတော့CapCut Pro version ကိုကျွန်တော်ဘယ်လိုမျိုး free ဂုဏ်ဆင်းလို့ရမလဲဆိုတဲ့နည်းလမ်းလေးကိုကျွန်တော် YouTube ကနေတွေ့လို့မသိသေးတဲ့ညီကိုတွေအတွက်ကျွန်တော်ပြန်လဲ share လုပ်ပေးခြင်းဖြစ်ပါတယ်ကျွန်တော်ဒါဆိုရင်တော့ video လေးကိုဆက်ပြီးတော့တွားလိုက်ကြအောင်ကျွန်တော် video လေးမစခင်မှာကျွန်တော်channel တစ်ခုနဲ့ မိတ်ဆက်ပေးခြင်းမှာဒီ channel ကတော့ကျွန်တော်ဘလုံးပဲစောခြင်းနဲ့ညီကိုတွေအတွက်ပေါ့နော်Firefly Mac Wise Web ကျွန်တော် Mac unit တွေကိုကျွန်တော်စိတ်ချအခက်အခဲမရှိကျွန်တော်ယုံကြည်စိတ်ချစွာနဲ့ကျွန်တော်လာရောက်စော်ကားလို့ရနေပြီပေါ့နော်ဘလုံးဝတစ်တွေကိုလည်းနေ့တိုင်း free တင်ပေးနေဖြစ်တဲ့ကြောင့်မလို့ကျွန်တော်join ထားကြဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကျွန်တော်ပထမဆုံးစရမယ်ဆိုလို့ရှိရင် Pro ရဲ့ကျွန်တော်Play Store ကနေပြီးတော့ကျွန်တော် Proto Vivian ဆိုတဲ့ software လေးကျွန်တော်ပြတဲ့ဟာလေးကိုကျွန်တော် Play Store ကနေပြီးတော့ install တင်ထားပြီးလို့ရှိရင် Vivian မှာကျန်တဲ့တရားနဲ့ Vivian ကြော်လိုက်ပါတော့Vivian ကြော်ပြီးသားလို့ရှိရင် Pro ရဲ့ Chrome browser လေးကိုဝင်ဟာဝင်ပြီးတော့ကျွန်တော်thumbnail ပေါ့နော်ကျွန်တော်အခုပြထားတဲ့ thumbnail ဆိုတဲ့ website ထဲကိုဝင်ပြီးလို့ရှိရင်အဲ့မှာသူခဏလေးစောင့်လိုက်မယ် loading လေးပေါ်ပြီးတော့လို့ရှိရင် Gmail abstract လေးတစ်ခုကိုသူ auto generate လုပ်ပေးလိမ့်မယ်အဲ့ generate ထဲကိုကျွန်တော် copy လေးယူလိုက်loading လေးယူပြီးသားလို့ရှိရင် Pro ရဲ့ Chrome မှာပဲ tab တစ်ခုလေးခွဲလိုက်ပါနော် Chrome down မဟုတ်လို့ရှိရင်တခြား browser တစ်ခုလည်းရတယ်အဲ့မှာ tab တစ်ခုလေးခွဲပြီးလို့ရှိရင် access bar မှာ CapCut www.capcut.com ပေါ့နော်ကျွန်တော် official website ပေါ့နော်အဲ့ဒါလေးဝင်လိုက်Pro ရဲ့ဖုန်းကကျွန်တော် VPN တစ်ခုကြော်ထားလို့ရှိရင်တခြား server ဖြစ်တဲ့အတွက်ကြောင့်မလို့တခြား location တခြား language တွေပေါ်နေလိမ့်မယ်ပေါ့နော်language ပေါ်နေတဲ့အချိန်မှာဆိုလို့ရှိရင် Pro ရဲ့Chrome ကနေပြီးတော့ language လေးမှာဗျာသိရမလား auto အင်္ဂလိပ်လေးပြောင်းလိုက်ပေါ့နော်ပြောင်းပြီးလို့ရှိရင်ကက်အောက်မှာ registration ဆိုတာရှိရဗျာ register မှာဝင်လိုက် register ဝင်ပြီးသားလို့ရှိရင်အဲ့မှာနှစ်ခုရွေးချယ်စရာလေးကြားရလိမ့်မယ်ကိုကခုနကယူထားတယ်ကျွန်တော် Gmail နဲ့ဝင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့Gmail လေးကိုပေါ့နော်ကျွန်တော်ပြထားတဲ့အတိုင်းပဲဝင်မယ်မျိုးရဲ့ language လေးမပြောင်းတော့မှာဆိုလို့ကျွန်တော်ပြောပြထားတာပေါ့နော် language လေးကိုဝင်ပြောင်းလိုက်translator ပေါ့နော် language translate ပြီး registration နဲ့ကိုဝင်ပြီးသားလို့ရှိရင် registration ကိုဝင်ပြီးသားလို့ရှိရင်ဘရိုကအမှကျွန်တော်အမှရွေးချယ်စရာလေးရှိရပေါ့နော်အဲ့ထဲမှာကျွန်တော်ဟိုဒါနဲ့ဝင်ရမှာပေါ့အောက်ဆုံးမှာတွေ့လားအောက်ဆုံးမှာကျွန်တော်ပြတဲ့အထက်မှာကျွန်တော် Gmail access လေးနဲ့ကျွန်တော်ဝင်လို့ရရပါတော့ကိုကြိုက်တဲ့ Gmail access လေးကိုခုနက copy ယူလာတဲ့ Gmail access လေးတွေကိုဝင်ပြီးတော့ရှင်ကြိုက်တဲ့ password ထားပြီးလို့ရှင်ကြိုက်တဲ့ကျွန်တော်ရဲ့မွေးနေ့မွေးလမွေးရက်ထားလို့ရတယ်ထားပြီးသွားလို့ရှိရင်ကျွန်တော်ပြထားသလိုပဲအောက်ကကျွန်တော်loginလေးကိုဝင်လိုက်ပါနော်အဲ့လို့ရှိရင်ကျွန်တော် Gmail လေးကိုကျွန်တော် code ကလေးတစ်ခုပို့လိုက်မယ်အဲ့ code ကဘယ်မှာကြမလဲဆိုတော့ခုနက thumbnail ထဲမှာအောက်လေးနည်းနည်းဆွဲချလိုက်လို့ရှိရင်ကျွန်တော်အမှ code ကလေးတစ်ခုတွေ့လိမ့်မယ်ပေါ့နော်အဲ့လေးဝင်ကြည့်လိုက်လို့ရှိရင် code ကလေးတွေ့လိမ့်မယ်အဲ့ code ကလေးကိုကျွန်တော်အနေနဲ့ copy မျိုးမှတ်ထားပါနော်မှတ်ထားပြီးလို့ရှိရင်ခုနကကျွန်တော်တက်ခွဲထားတယ်ကျွန်တော် login ဝင်နေတဲ့ CapCut Pro version တွေကိုဝင်ပြီးတော့ကျွန်တော်ခုနကုတ်ကလေးကိုရိုက်ထည့်ပြအောင်ပေါ့နော်ကုတ်ကလေးကိုရိုက်ထည့်ပြီးလို့ရှိရင်ဘရိုကျွန်တော်CapCut account တစ်ကောင်ရပြီပေါ့နော်CapCut account တစ်ကောင်ရပြီaccount ရပြီဆိုလို့ရှိရင်ကျွန်တော်link လေးပြပါပေါ့နော်link ကနေပြီးတော့ download ဆွဲထားတယ်ကျွန်တော်CapCut Pro version ပေါ့နော် application နဲ့ဝင်ပြီးတော့ရှင်ကျွန်တော်ပြောသလိုပဲမီးလေးကိုဝင်ပြီးတော့ login လေးဝင်လိုက်ပေါ့နော်login နဲ့ရောက်သွားပြီဆိုလို့ရှိရင် Pro ကခုနကတော့ account ကို Gmail နဲ့ဖောက်တာဖြစ်တဲ့ကြောင့်မလို့ sign in with Gmail အဲ့ဒါလေးကိုနှိပ်လိုက်မယ် sign in with Gmail မှာကျွန်တော်ခုနကတော့ဖောက်ထားတယ်Gmail ရဲ့ password ရဲ့ရိုက်ထည့်လိုက်လို့ရှိရင်Pro ရပါပဲเนาะရပြီ Pro အနေနဲ့ Pro version ကိုအဆင်ပြေပြေချောချောမွေ့မွေ့နဲ့အကုန်လုံးသုံးလို့ရမှာဖြစ်ပါတယ်ဘာ error မှလည်းမရှိသလိုဘာမှလည်းကျွန်တော်တို့ပတ်စံလည်းပေးစရာမလိုဘဲနဲ့ကိုကျွန်တော်အဆင်ပြေသုံးလို့ရမှာဖြစ်ပါတယ်ဒီနည်းလမ်းလေးကိုကျွန်တော်တို့knowledge share အနေနဲ့ share ပေးခြင်းဖြစ်ပါတယ်အားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်ကျွန်တော်နောက်နေ့တွေမှာပြန်လည်တွေ့ကြပါမယ်ခင်ဗျPro အနေနဲ့ကျွန်တော်သိချင်တာတစ်ခုခုမရှင်းတာတစ်ခုရှိလို့ရှိရင်လည်းကျွန်တော် comment မှာဝင်ရောက်မှတ်ချက်ပေးပြီးတော့ကျွန်တော်မေးမြန်းခဲ့လို့ရပါတယ်